ရှေးရှေးကာလတုန်းကနေမြေလေးတစ်ခုမှာတရွာလုံးကမိုးမရတာကြောင့်စပါးကောင်းကင်တောင်မမြင်ရတော့တဲ့ကျေးရွာတစ်ရွာရှိပါတယ်။ရွာသူရွာသားတွေဟာရေတောင်မရှိတဲ့တစ်တောနဲ့ဖုံးလွှမ်းတဲ့မြေကွက်ထဲမှာအလှုပ်လှုပ်နဲ့ရုန်းကန်နေကြရပါတယ်။ငတ်မွတ်ခြင်းနဲ့နွမ်းနယ်မှုကြောင့်အားလုံးအခက်ကြုံနေချိန်မှာတန်ရှင်းမြတ်နိုးတဲ့စိတ်နဲ့လေယာကိုမလျှော့မသက်လုပ်နေတဲ့အောင်မင်းဆိုတဲ့လယ်သမားလေးတစ်ယောက်ရှိပါတယ်။တနေ့မှာအောင်မင်းကရာသီမတော်လန်တဲ့မြေထဲမှာစပါးပင်စိုက်နေစဉ်သူ့စိတ်ထဲကစိတ်ညစ်မှုတွေကိုတိတ်တိတ်ဆိတ်ဆိတ်ပြောနေခဲ့ပါတယ်။အကယ်၍နတ်သမီးတစ်ပါးကငါ့ကိုကူညီမယ်ဆိုရင်ငါတရွာလုံးကိုစားစရာဖြင့်ပြည့်စုံအောင်လုပ်ပေးမယ်။တော်တော်လေးမကြခင်မှာပဲတောင်ဖျားဖျားကမိုးဥရုညင်ညင်နဲ့အတူတောက်ပတဲ့အလင်းတန်းတစ်စင်းကျလာပြီးလှလှပပနတ်သမီးတစ်ပါးပေါ်လာခဲ့ပါတယ်။သူ့မှာအမြုံနုနုတစ်လွန်နှံတွေတဖြည်းဖြည်းပြက်နေတာနဲ့အတူမျက်စိမမြင်ရတဲ့တက်တန့်တက်တာလှုပ်ရှားမှုရှိနေပါတယ်။နတ်သမီးကပြုံးပြုံးလေးနဲ့အောင်မင်းကိုပြောပါတယ်။တင်းစိတ်တန့်စင်မှုကမိုးမရတဲ့မြေမာတောင်မျောလင်းချက်ပေးနိုင်တဲ့တင်းကိုငါကူညီမယ်။နတ်သမီးကသူ့ဖန်ဆင်းနိုင်စွမ်းနဲ့စပါးတီးတီးနှံများအရင်ထဲကရေပိုက်လိုက်လာသလိုဆူဆွတ်သွေးတန်တဲ့မြေပြင်ကိုဖန်တီးပေးခဲ့ပါတယ်။တညအတွင်းတောင်စပါးကွင်းတွေတောင်တက်ထဲအထိဖုံးလွှမ်းသွားကတရွာလုံးကအံ့အားသင့်သွားကြပါတယ်။လူတွေဟာအောင်မင်းရဲ့အလုပ်ကြိုးစားမှုနဲ့တန်ရှင်းသောစိတ်ကြောင့်နတ်သမီးကကူညီပေးခဲ့တာကိုသိကြပါတယ်။နောက်ပိုင်းမှာတော့လေယာပွဲယုံဆိုတဲ့အမည်နဲ့အောင်မင်းရဲ့လယ်ကွင်းကိုမျိုးချစ်သူလယ်သမားတွေအတွက်ဥပမာနမူနာအဖြစ်ခေါ်ဝေါ်ကြပါတယ်။နတ်သမီးကလည်းအမြဲတမ်းတောင်ဖျားနဲ့ပတ်ဝန်းကျင်မှာတဲလွန်တန်လွန်နဲ့ထွက်ပေါ်နေတဲ့ပန်းပင်ကဲ့သို့အမှတ်တရဖြစ်နေသွားခဲ့တဲ့နတ်သမီးတစ်ပါးလာကူညီပေးခဲ့ပြီးနောက်ပိုင်းမှာအောင်မင်းရဲ့လယ်ကွင်းကမျောလင်းချက်နဲ့အောင်မြင်မှုကိုမြင့်တင်ပေးတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။စပါးပင်တွေကတောင်ကုန်းတောင်တန်းကြီးဖြစ်လာလောက်အောင်ကြီးထွားလာကြတယ်။ရွာသူရွာသားတွေဟာလယ်လွာကိုမျောလင်းချက်နဲ့ပြန်ကြည်လာကြပြီးအောင်မင်းနဲ့အတူလေယာလုပ်ငန်းပြန်ဖွင့်ကြတယ်။တစ်နှစ်အကြာမှာတော့အောင်မင်းရဲ့လယ်ကွင်းကစပါးအထွက်နှုန်းကလည်းတိတိတတ်တာထွက်လာပါတယ်။တခြားရွာတွေကလည်းသူ့နည်းစနစ်ကိုလာလေ့လာကြတယ်။အောင်မင်းကလည်းစိတ်ကြည်လင်ပြီးမာနမဲ့တဲ့စိတ်နဲ့သူတိသမျှကိုမျှဝေပေးတတ်ပါတယ်။ဒီနေ့မှာတော့နတ်သမီးရဲ့တပားကမိုးတိမ်သွားလာမှုကြောင့်တောင်နားမှာပြန်ပေါ်လာတယ်။သူကအောင်မင်းကိုပြောပါတယ်။အောင်မင်းရေတဲ့စွမ်းရည်နဲ့တန်တန်မာမာဖြစ်တဲ့စိတ်ကကျမကိုထပ်မံအံ့ဩစေတယ်။ကျမအနေနဲ့တင်းရွာကိုဆက်လက်ကောင်းကျိုးပေးနေဖို့ကတိပြုပါတယ်။သို့တော့မျှတမှုနဲ့တန်ရှင်းမှုကိုမဖြတ်ဖို့တတိထားဖို့လိုတယ်။အဲဒီနေ့နောက်ပိုင်းမှာတော့အောင်မင်းရဲ့ရွာကိုနှက်ကောင်းဆောက်ရှောက်တဲ့ရွာလို့တခြားရွာကလူတွေလည်းခေါ်ကြပါတယ်။ရွာသားတွေကလည်းတဦးချင်းစီကသူတယောက်ချင်းစီအတွက်သာမကတစုတစည်းတဲ့အောင်စူးစမ်းကူညီနေကြပြီးချစ်ချင်းမေတ္တာနဲ့ပြည့်နေတဲ့အတိုင်းဝိုင်းတစ်ခုဖြစ်လာပါတယ်။နတ်သမီးကတော့တောင်ဖျားရဲ့မိုးတိမ်ထဲမှာအေးအေးလွတ်လွတ်နဲ့ရှောက်လန်းသွားတဲ့အပြင်တန်ရှင်းတဲ့စိတ်နဲ့ညီသူမဆိုပြင်ဆင်ထားတဲ့သူတွေအတွက်မျှော်လင့်ချက်တစ်စင်းဖန်တီးဖို့စောင့်နေစေဖြစ်တယ်။အောင်မင်းနဲ့သူ့ရဲ့ရွာသားတွေဟာနတ်သမီးကကူညီပေးသောပစ္စည်းများနဲ့မျိုးစေ့ကိုမွေးတက်ကြပြီးရှည်လျားသောစပါးများဖြင့်လေယာကြီးထွားလာခဲ့သည်။တစ်နှစ်တွင်ရွာသူတွေရဲ့ဘဝကောင်းမွန်လာပြီးစားသုံးစရာမလောက်သောလူများကိုမပြတ်ပြန်ကူညီခဲ့ကြသည်မိုးရေတိုးတက်လာသဖြင့်မြေကြီးတွင်တစ်ပင်ပြန့်နှံ့စွာရောက်ပြီးရွာဟာလေလာမှုနှင့်စိုက်ပျိုးရေးအတွက်အထင်ကရရရှိလာခဲ့ပါသည်အောင်မင်းသည်သူ့ရဲ့စွမ်းအားများနှင့်စင်ဆက်မပြတ်လုပ်အားများဖြင့်ရွာသူများကိုအထက်တန်းထက်ပြောနိုင်သောဂုဏ်ရည်ချင်းများသို့ပိုင်ဆိုင်လာခဲ့သည်သူကိုယ်တိုင်နှင့်အခြားသူများအားပြည့်စုံသောစိတ်တော်ကြီးတွေဖန်တီးခြင်းနှင့်စတင်ပါသည်ရိုးရှင်းစွာပြောရမယ်ဆိုရင်နတ်သမီးသည်အောင်မင်းရဲ့လေယာလမ်းညွန်ဖြစ်ခဲ့ပြီးသူ့အတွက်အထူးအဆင့်မရှိသောတန်ဖိုးများဖော်ဆောင်ခဲ့သည်မေးစရာကောင်းသည်မှာနတ်သမီး၏အရာကမရှိဖြစ်မိသည့်အချိန်တွင်အောင်မင်းသည်သူ့ရဲ့လယ်ကွင်းတွင်စိတ်ရှင်လင်းမှုနှင့်အခက်အခဲအတွက်ကျင့်သုံးသောအသိပညာများဖြင့်ချစ်ခင်တန်ဖိုးများကိုလှုပ်ရှားစွာဖန်တီးနေခဲ့သည်တနေ့မှာလယ်ကွင်းမှာအလုပ်လုပ်နေချိန်အောင်မင်းကတော့ချက်ချင်းနတ်သမီးကိုမြင်တွေ့လာခဲ့သည်သူဟာနတ်သမီးကိုအလေးထားစွာလေးစားပြီးအတိတ်ကိုပြန်လည်သုံးသပ်သည်တခါတရံမျှော်လင့်ချက်မရှိတဲ့အချိန်မှာကောင်းတဲ့သဘာဝတို့ဟာကျမကိုစိုးကျိုးမသိခင်ပြန်လည်ကူညီပေးနိုင်တာကိုမှနတ်သမီးတွေပဲနားလေတယ်နတ်သမီးကအောင်မင်းကိုပြောပါသည်တင်အလှကုံကလေယာကိုစေတနာစွာဖွံ့ဖြိုးဖို့အတွက်ဦးတည်နေပါတယ်။တင်ဟာရွာဟာအောင်မြင်မှုရရှိရန်စီးပွားရေးပညာလေးစားမှုနှင့်တင်းကျပ်သောသဘောတူညီချက်များဖွဲ့စည်းပြီးဖြစ်ခဲ့သည်။နတ်သမီး၏စကားများသည်
အောင်မင်းကိုထပ်မံအားပေးပေးခဲ့သည်သူကရွာသားများအကြားချစ်ချင်းမေတ္တာများကောင်းပြီးနေထိုင်မှုများကိုပိုမိုကောင်းမွန်စေခဲ့တယ်အောင်မင်းရဲ့မျှော်လင့်ချက်များကောင်းကင်ဆုံးနေခဲ့ကလေကွင်းအပြင်နတ်သမီးဤမကြာခဏပြန်လဲလာသောကူညီမှုများနှင့်လေသမားတွေရဲ့ကိုယ်အတွက်မွေးဖွားခြင်းသည်အရာပေါင်းစုံသောအတိတ်လေးတစ်ခုဖော်ဆက်ဖြစ်ပေါ်လာခဲ့သည်